ကားမောင်းတဲ့အခါနေ့စဉ်လုံနေကြအလေးအကျင့်တချို့ကလည်းကိုကားနဲ့တက်တန်းကိုတကယ်တိုးစေးနေနေဆိုရင်ယုံမလားဟုတ်ပါတယ်အသေးဖွဲလေးတွေလူထင်ရပေမဲ့တကယ်တော့ကားတက်တော်တော်စိုးရတွေရတယ်ပါကဲဒီနေ့မှာအဲ့ဒီအလေးအကျင့်စိုးတွေကဘာတွေလဲကားကိုဘလို့ထိခိုက်စေလဲဆိုတာတခုချင်းစီလေ့လာကြည့်ကြရအောင်အန်တော်စီယာကောင်းတာကလေကားမောင်းတဲ့သူ10ယောက်မှာ9ယောက်90ရာခိုင်နှုန်းကျော်ကဒီလိုအမားတွေကိုကိုလုံးနေမှန်းတော့တတိမထားမိပဲလုံးနေကြလာတဲ့ဒါတော်တော်လေးများတဲ့အရေးအတွက်တော့အဲ့ဒီထဲမှာကျွန်တော်တို့ဒီလည်းပါနေနိုင်ပါလေဒါဆိုရင်အဓိကမေးခွန်းကဒါပါပဲအခုပြောမယ့်အလေးအကျင့်တွေကကားရဲ့တက်တန်းကိုတကယ်ပဲတိုးစေနေသလားကိုတိုင်ရောဒီလိုအမားတွေလုံးမိနေသလားဆိုတာပေါ့ကဲဒါဆိုရင်တော့အဲ့ဒီအမားတွေကဘာတွေဖြစ်မလဲတစ်ချက်တော့အတူတူကြီးလိုက်ကြရအောင်ဗျာ โอเคဒီနေ့မှာတော့အပိုင်း၄ပိုင်းနဲ့တော့ပါမယ်ပထမဆုံးစီနဲ့အရေးပိုင်းဆိုင်ရာအမားတွေပြီးရင်ကားမောင်းနေတော့လုံမိတတ်တဲ့အမားတွေကားရက်တဲ့အခါလှုပ်တတ်တဲ့အမားတွေနောက်ဆုံးမှာတော့ဒါတွေအားလုံးကနေဘာတွေမှသားထားရမလဲဆိုတာပြောပြထားမှာပါကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဒါတော့စီနဲ့အရေးပိုင်းဆိုင်ရာအမားတွေပါတကယ်တော့ဒါတွေကကားတစ်စီးရဲ့အသက်သွေးကြိုးလိုပါပဲဒီပိုင်းကိုကျူးဆိုင်လက်တန်နဲ့ကားကိုအများကြီးကောက်ဝယ်ပြီးသားဖြစ်သွားမှာပါစီမီလေးနေတာကိုတိတ်ကရူးမဆိုင်ပဲဆက်မောင်းတတ်ပဲအကျင့်ရှိလားအဲ့ဒါကတော်တော်လေးကိုအန်ဒီရဲ့များတဲ့အမားတစ်ခုပါဘာလို့လဲဆိုတော့လေကားစီတိုင်ကြီးထဲမှာ fuel pump ဆိုတာရှိတယ်သူ့လောက်က engine ကိုစီပို့ပေးဖို့ပဲမဟုတ်ဘူးအဲ့ဒီစီကိုပဲသုံးပြီးသူ့ကိုယ်သူအရေးပြန်ခံတယ်ချောစီဖြစ်လက်သုံးတယ်ဆိုတော့စီနဲသွားတဲ့ခါဘာဖြစ်လဲပမ်ကပူလာမယ်နောက်ဆုံးပျက်စီးသွားရောဒါတင်မသေးဘူးတန်ကီအောက်ခြေကအနည်းအနစ်တွေကိုပါစွန့်မိပြီး engine နဲ့ရောက်သွားရင်တော့ပြဿနာကပူကြီးသွားပြီမနေ့အဲ့ရထားအလုံးနောက်ကျမှဆွေလို့ကားဆက်နှိုးပြီးတာနဲ့ဓာတ်မောက်ထွက်တာလားအဲ့ဒီအချင်းကအင်ဂျင်တွေတကယ်မကောင်းပါဘူးနော်အထူးသဖြင့်ယာဒီတို့အေးတဲ့ချင်းဆိုရင်အင်ဂျင်ဝိုင်းတော့ဂီယာဝိုင်းတို့ကပစ်ခဲနေတာသူတို့ကဆက်အပိုင်းဥစ္စာတွေစီကောင်းအောင်မရောက်နိုင်တဲ့တော့အကာအကွယ်မပေးနိုင်ဘူးပေါ့အဲ့တော့နောက်တစ်ခါဆိုရင်ဆက်နှိုးပြီးစက္ကန့်30လောက်ပဲဖြစ်ဖြစ်ခဏစောင့်ပြီးမှဖြည်းဖြည်းလေးမောင်းထွက်တာကအကောင်းဆုံးပါပဲ Gearbox အတွက်အကြီးမားဆုံးရန်သူကဘယ်သူလဲတိလားရေးပါပဲတကယ်လို့မြ Gearbox တက်ကိုရေဝင်ပါပြီးဆိုရင်ဒါဟာကားတစ်စီးအတွက် MS ဆိုတစ်ခုပါပဲဘာလို့လဲဆိုတော့ရေက Gear 1နဲ့ရောပြီးအထက်ကတက်တူအပေါ်ဝင်ပြီးကိုတန်းချီတက်စီတယ်နောက်ဆုံးမှာတော့ Gearbox တစ်ခုလုံးကိုလဲရတဲ့အထိဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မိုးရွာလိုရေကြီးရလဲနေတဲ့နေရာတွေကိုဖြစ်မောင်းရတော့မယ်ဆိုရင်တတိထားဖို့လိုပါတယ်ကဲဒုတိယအပိုင်းကိုဆက်ကြည့်အောင်ဒီတစ်ခါတော့လမ်းမော်ရောက်လို့ကားမောင်းနေတော့မှလူတော်တော်များများလုံမိနေတဲ့အမားတွေအကြောင်းပြောပြပါမယ်မိပိုင်စိန်တာနဲ့ပြန်ကားမောင်းသလိုစောင့်ထတဲ့အချင်းရှိလားအဲ့ဒါက torque converter ဆိုတဲ့အစိတ်ပိုင်းကိုအကြီးအကျယ်ဒုက္ခပေးပါတယ် torque converter ဆိုတာက engine ကလာတဲ့အာကို gearbox စီအရေးသုံးပြီးပို့ပေးတဲ့အဓိကကျတဲ့အပိုင်းတစ်ခုပေါ့အဲ့လိုရုတ်တရက်စောင့်ထွက်လိုက်တဲ့အခါသူ့မှာဝင်အရန်ပေးပြီးပူတက်လာတယ်နောက်ဆုံးမှပျက်စီးသွားနိုင်တယ်လို့ gearbox ခုလုံးတဲ့တားယာတွေကိုပါထိခိုက်စေနိုင်ပါတယ်ဒါကတော့ကြားဖူးနေကြစကားတစ်ခုပါကုန်းစင်းတဲ့အခါဒါမှမဟုတ်မီးပွိုင်းမီတော့မယ်ဆိုရင် gear ကို n မှာထားပြီး short တက်သွားရင်စီစားတက်တာတယ်ဟုတ်ကြားဖူးကြမှာပါဒါပေမဲ့အဲ့ဒါတကယ်ရောဟုတ်ရဲ့လားတကယ်တော့ဒါအမှားပါတယ်အထူးသဖြင့် kit my ကားတွေမှာပေါ့ kit my ကားရဲ့ fuel injection စနစ်ကလေ gear ထိုးထားလျက်နဲ့ lever ကိုလွတ်ထားလိုက်ရင် engine စီးကိုစီးပို့တာအလိုလိုဖြတ်ပေးထားတယ်ဆိုတော့စီလုံးဝမကုန်တော့တော့ပဲ neutral end မှာထားလိုက်ရင်တော့ engine ကလေဘတ်နေဖို့စီလိုထိတဲ့အတွက်စီပြန်သုံးရတယ်အဲ့တော့စီပို့ကုန်တာပေါ့နောက်တစ်ချက်က engine brake မမီတော့တဲ့အတွက် brake ကိုပဲအားကိုးရတော့ brake တွေမြန်မြန်တားစေပါတယ် အော်တိုကားမောင်းရင်ခြေတစ်ဖက်တည်းပဲတုံပါညာခြေတစ်ဖက်တည်းနဲ့ lever နဲ့ brake ကိုအလဲကျနေတာကအမှန်ကန်ဆုံးပါခြေနှစ်ဖက်တုံပြီးတစ်ဖက်က lever တစ်ဖက်က brake ပေါ်တင်ထားရင်ဘာဖြစ်တယ်လဲဆိုတော့ brake ကိုမတော်တဆနေမိနေတတ်တယ်အဲ့ဒီအခါကားရဲ့ကွန်ပျူတာကရှုပ်သွားရောရှေ့လဲသွားချင်တယ်ရက်လဲရက်ချင်တယ်ဘာလို့ရမလဲဆိုပြီးဖြစ်သွားတာအဲ့ဒါက brake ကိုအဖူလုံးကဲစေပြီးတကယ်အရေးပေါ် brake အုပ်ရတဲ့အခါအလုံးမလုံးတော့တာမျိုးဒီဖြစ်သွားနိုင်ပါတယ်ကားကလုံးဝမရက်သေးဘူးနည်းနည်းလေးလိမ့်နေတော့မှ drive D ကနေ reverse R ကို chain ဆိုပြီးဆွဲပြောင်းလိုက်တာမျိုးဒါက gearbox ဆိုတဲ့အရန်ကိုဆိုပါပါတယ်စဉ်းစားကြည့်လေရှေ့ကိုတွားနေတဲ့အားတစ်ခုကိုရွတ်တရက်နောက်ပြန်ဆွဲလိုက်တာ gearbox တစ်ခုလုံးကိုပြင်းပြင်းထန်ထန်စောင့်လိုက်တယ်လို့ပဲအထက်က clutch တွေရောနောက်ပြောင်းမဲ့ parking pause ဆိုတဲ့စိတ်ပိုင်းရောအကုန်ပျက်စီးနိုင်ပါတယ်ကားမောင်းနေတဲ့အားနေတော့ gear တင်ပေါ်မှာလက်တင်ထားတတ်တဲ့ချင်းလေးဒါလေးကလည်းမကောင်းပါဘူးနော်ဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့အဲ့ဒီလက်ရဲ့အလေးချိန်က gear တင်နဲ့ဆက်ထားတဲ့အစိတ်ပိုင်းလေးတွေကိုအချင်းကြားလာတာနဲ့အမျှတဖြည်းဖြည်းပွန်းစားစေနိုင်ပါတယ်ပြီးတော့ကားမောင်းတဲ့ကိုနေရထားတွေ့လဲမမှန်ကန်ပါဘူးကဲအခုတတိယပိုင်းကားကိုရက်တဲ့အခါပါကင်ထူးတဲ့အခါမှာလုံမိတက်တဲ့အမားဒီအကြောင်းဆက်ကြည့်လိုက်ရအောင်ကားကိုပီမာထိုးလိုက်တဲ့ခတော့ဆိုပြီးအတမ်းမြေသွားတာကိုတတိထားမိလား
အဲ့ဒါ parking paw လို့ခေါ်တဲ့တတ်တူပင်လေးက gearbox ကို lock ချလိုက်တဲ့အတန်းပါသူကလက်တစ်စစ်လောက်ပဲရှိတယ်တိတိလေးဒါပေမဲ့သူကကားတစ်စီးလုံးရဲ့တာနဲ့ချီတဲ့အလီးချင်းကိုထိန်းထားပေးတာဒါပေမဲ့အဲ့ဒီအလုတ်ကသူ့ရဲ့အဓိကတာဝန်မဟုတ်ပါဘူးကားရတဲ့အခါပြီးကိုပဲထိုးပြီး handbrake မဆွဲတဲ့ချင်းအဲ့ဒါက parking ball လေးကိုဒုက္ခပေးနေတာပါကားရဲ့အလီးချင်းအားလုံးကအဲ့ဒီတတ်တူပင်တိတိလေးတစ်ခုတည်းပေါ်ကိုတွားဖိထားလို့ဖြစ်နေတာကုန်းစားမှာဆိုပို့တော်ချိုးသေးတယ်အမှန်က handbrake ကိုပါဆွဲထားမှာပါအဲ့ဒီခါကျမှကားရဲ့လေးချင်းကို brake စနစ်ကအဓိကထိန်းပေးထားပြီး parking ball လေးကအေးအေးဆေးဆေးနားနေလို့ရမှာကားကလုံးဝမရက်သေးဘူးနည်းနည်းလေးဟိုနေတုံးမှာဖီးကိုထိုးချလိုက်တာကတကယ်ကိုကြောက်စရာကောင်းတယ်မှာပါစဉ်းစားကြည့်အချိန်နဲ့လည်နေတဲ့ပန်ကားတွေကိုတန်ချောင်းတစ်ချောင်းဖိထိလိုက်တယ်လို့ပဲဂျင်းဆိုတဲ့အတန်းကျေကြီးနဲ့အတူ parking ပေါ်ကတကားလေးကျိုးထွက်သွားနိုင်တယ်လို့ဘီးတွေကလည်းရုတ်တရက် lock ချပြီးကားကစောင့်ရက်သွားနိုင်ပါတယ်အရန်အန်တီအများပါ မိဘမှာကြားမိတဲ့ခါကျရင်တော့ဘယ်လိုလုပ်မလဲဒီမှာထားပြီး brake နှိမ်ထားရင် gearbox ရော brake ရောဝင်ပေးတယ် and ကိုပြောင်းထားပြန်လဲမီစင်လိုရုပ်တရက်ထွားရတဲ့အခါအဆင်မပြေဘူးဆိုတော့ဘယ်ဟာကအမှန်လဲအကြံပေးချင်တာကတော့လေ second 30ထက်ပိုပြီးရတော့မယ်လို့ခမမိရင် and မှာထားလိုက်လားကတော့ပိုကောင်းပါတယ်အဲ့ဒီထက်နည်းရင်တော့ဒီမှာပဲထားပြီး brake နှိမ်ထားလိုက်ပါ ကဲအားလုံးကိုခြုံပြီးပြရမယ်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအချက်တွေအားလုံးကနေကျွန်တော်တို့ဘာကိုအဓိကမှတ်သားထားသင့်တယ်လဲ နောက်ဆုံးအနေနဲ့အပေါ်စုအနေနဲ့တခုပြောပြခြင်းပါသေးတယ်စီဆိုင်မှာစီဖြစ်တဲ့အခါစီကောကတောင်းဆိုပြီးကြာသွားတယ်ရက်လိုက်ပါစပီအတင်းမဖြစ်ပါနဲ့ဘာလို့လဲဆိုတော့စီဆိုင်သွားရင်ကားရဲ့ EVAP လို့ခေါ်တဲ့အငွေပြန်စနစ်ကိုပျက်စီးစေနိုင်လို့ပါအဲ့ဒီစနစ်က engine လေပတ်မှုကိုထိန်းညွှန်ပြတဲ့နေရာမှာပါဝင်တော့သူပျက်စီးရင် engine ကအမှန်မကန်ဖြစ်လာပြီးအဲ့ဒီတန်က gearbox ကိုပါတွဲဝိုက်ပြီးတော့ထိခိုက်နိုင်ပါတယ် အဆုံးသက်အနေနဲ့ပြောချင်တာကတော့ဒါပါပဲဒီနေ့တတိထားပြီးမောင်းနေလိုက်တဲ့အလေးချင်းကောင်းလေးတွေကမနှက်ဖြတ်မှာကြုံရနိုင်တဲ့ပိတ်ဆံများကြီးကောင်းမဲ့ပြင်ဆင်စိတ်တွေကိုကားကွယ်ပေးပါပဲကားကိုပုတ်ကရူးဆိုင်လေသူကကိုယ့်ကိုပိုပြီးကြာအသုံးတော်ခံလေးပါပဲ ကဲဒီအကြောင်းအရာတွေကိုတည်သွားပြီဆိုတော့ကိုယ့်ရဲ့ကာမောင်တဲ့အခြေအနေတွေကဘယ်အခြေလေးကိုအရင်ဆုံးစပြီးပြောင်းလဲကြည့်မလဲကိုယ့်ကိုပြန်မေးကြည့်လိုက်ပါတတိယပါအခုလုံးလိုက်တဲ့အသေးဖွဲလို့ထင်ရတဲ့ပြောင်းလဲလေးတစ်ခုကကိုချဲတဲ့ကားရဲ့တက်တန်းကိုအများကြီးပို့ရှိစေနိုင်လဲဆိုတာကိုပါပဲ